လူတယောက်ရဲ့ကြီးညက်မှုဆိုတာသူ့ရဲ့သွေးခေါ်ပုံတွေပေါ်မှာပဲမူတည်ပါတယ်။အောင်မြင်တဲ့လူတယောက်ဖြစ်လာဖို့ကြီးမြတ်တဲ့သွေးခေါ်ပုံတွေရှိဖို့ဘလောက်ထိအရေးကြီးရဆိုတဲ့အမှန်တရားကို Elon Musk, Steve Jobs နဲ့ Jeff Bezos တို့လိုကမ္ဘာကျော်အောင်မြင်သူတွေရဲ့ဘဝတွေကသက်သေပြခဲ့ပြီးပါပြီ။စာရေးဆရာ Napoleon Hill ရေးသားထားတဲ့သူ့ရဲ့နာမည်ကျော်စာအုပ် Think and Grow Rich မှာသင်တွေးတဲ့အတိုင်းသင်ဖြစ်လာလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါသာတကယ်မှန်တယ်ဆိုရင်ဘာလို့လူအများစုကအောင်မြင်မှုရဖို့ရုန်းကန်နေကြရတာလဲ။သူတို့ကကိုယ့်အနာဂတ်အတွက်မတွေးကြလို့လား။ဒါမှမဟုတ်ကိုယ့်မှာရှိတဲ့စွမ်းရည်တွေကိုမမြင်ကြလို့လား။ဒီနေ့ပြောပြမယ့်ပုံပြင်လေးကဒီမေးခွန်းတွေရဲ့အဖြေကိုဖော်ထုတ်ပေးမှဖြစ်တယ်လို့တန်ဖိုးရှိရဲ့သင်ခန်းစာတစ်ခုကိုလည်းလေ့လာရင်အဆုံးထိကြည့်ပေးဖို့တောင်းဆိုပြစေ။ဒီဗီဒီယိုကသင်အတွက်အချိန်ပေးရကြိုးနှက်စေရမယ်လို့ကတိပေးပါတယ်။တခါတော့ကလူစီကားတဲ့ဘူရာယုံကြီးတစ်ခုမှာတရောင်းစားတစ်ယောက်ရှိခဲ့တယ်။နေ့တိုင်းယထာစီဖို့စောင့်နေတဲ့ခီးသည်တွေစီကနေပတ်စံလိုက်တောင်းရင်အသက်ရှင်နေထိုင်ခဲ့တယ်။ဒီနေ့မှာတော့သူတောင်းစားနေတော့တက်ရက်စွာဝတ်စားထားတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပလက်ဖောင်းပေါ်တက်လာတာကိုသူတွေးလိုက်တယ်။စမတ်ကြတဲ့ဝတ်စုံနဲ့ယုံကြည်မှုရှိတဲ့ပုံစံကိုကြည့်ပြီးတရောင်းစားကတွေးမိလိုက်တယ်။ဒီလူကတော်တော်ချမ်းသာမဲ့ပုံပဲ။သူ့စီကပတ်စံတောင်းရင်တော့ငါ့ကိုအများကြီးပေးမှသိချတယ်။ဒီမျောလင့်ချက်နဲ့တရောင်းစားဟာစီးပွားရေးသမားနားကိုကတ်သွားပြီးလက်ဖြန့်တောင်းလိုက်တယ်။ဒါပေမဲ့စီးပွားရေးသမားကပတ်စံပေးမဲ့အစားသူ့ကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးမိကွန်းတစ်ခုမေးလိုက်ပါတယ်။ခမားကသူများစီကနေအမြဲတမ်းယူပဲယူနေတော့မှလား။သူများကိုပြန်ပေးဖို့ကဘာမှမရှိဘူးလား။တရောင်းစားလန့်သွားတယ်။ဒီလိုမိကွန်းမျိုးသူ့ဘဝမှာတစ်ခါမှမကြားဘူးခဲ့ဘူးလေ။သူကတုံတုံရီရီနဲ့ပြန်ဖြေတယ်။ဆရာရဲ့ကျွန်တော်ကတရောင်းစားလေ။တောင်းရမ်းစားတောက်နေရတဲ့သူပါ။သူများကိုပြန်ပေးစရာကျွန်တော်မှဘာမှမရှိပါဘူး။စီးပွားရေးသမားကပြုံးလိုက်ပြီးပြောတယ်။ခမားမှာသူများကိုပေးစရာဘာမှမရှိဘူးလို့ယုံကြည်နေသူ၍ခမားမှာသူများစရာတောင်းယူပိုင်ခွင့်လည်းမရှိဘူး။ကျွန်တော်ကစီးပွားရေးသမားတယောက်မို့အပေးယူသဘောတရားကိုယုံကြည်ရဲ့။ခမားကကျွန်တော်ကိုတစ်ခုခုပေးနိုင်မှကျွန်တော်ကခမားကိုတစ်ခုခုပြန်ပေးနိုင်မှာ။ဘာမှပေးစရာမရှိရင်တော့ကျွန်တော်လည်းခမားကိုဘာမှပေးစရာမရှိဘူး။လို့ပြောပြီးရနဲ့စီးပွားရေးသမားယထာပေါ်တက်သွားခဲ့တယ်။တရောင်းစားကကြောက်ရွံ့တရွတ်လိုရက်ကြံခဲ့တယ်။စီးပွားရေးသမားရဲ့စကလုံးတွေကသူ့ခေါင်းထဲမှာပဲ့တင်တန်ထပ်နေတော့တယ်။ငါတောင်းစားလာတာဒီလောက်ကြာပြီ။ဘယ်သူမှငါ့ကိုဒီလိုမပြောဘူး။သူပြောတာရိုင်းတယ်လို့ထင်ရပေမဲ့တကယ်တော့အမှန်တရားပဲ။ငါကဘာမှပြန်မပေးနိုင်ရင်လူတွေကငါ့ကိုဘာလို့ပေးရမှာလဲ။အဲ့ဒီညကတရောင်းစားအိတ်မပျော်နိုင်ခဲ့ဘူး။ငါကတထောင်းစားလေငါမှဘာပေးစရာရှိမှလဲလို့တွေးမိတိုင်းစီးပွားရေးသမားရဲ့စကားတန်တွေကပြန်ကြားရောက်လာတယ်။ရချင်ရင်အရင်ပေးရမယ်တဲ့။နှစ်ရက်လောက်သူဘသူစီကမှပတ်စံမတောင်းပဲငြိမ်နေမိရဲ့။တတိယမြောက်နေ့ရောက်တော့ဘူဒါယုံနာကယထာလမ်းပေးမှာအလေးကျပေါက်နေတဲ့ပန်းရိုင်းလေးတွေကိုသူတတိထားမိလိုက်တယ်။အယောင်ဆုံးပန်းလေးတွေကိုမြင်လိုက်တာနဲ့သူ့ခေါင်းထဲမှာအကြံတစ်ခုဝင်လာတယ်။ငါကဒီအတိုင်းလက်ဖြန့်တောင်းမဲ့အစားသူတို့ပတ်စံပေးတဲ့အခါငါကပန်းလေးတွေပြန်ပေးလိုက်ရင်ရောဒီလိုနဲ့သူပန်းရိုင်းလေးတွေကိုခူးပြီးသူ့နေရာမှာပြန်ထိုင်နေလိုက်တယ်လူတစ်ယောက်ကသူ့ကိုအကျွေးစိလာထဲတဲ့အခါသူကပြုံးပြုံးလေးနဲ့ပန်းတပွင့်ကိုပြန်ပေးလိုက်တယ်ထူးဆန်းတာကလူတွေဟာအဲ့ဒီပန်းလေးတွေကိုဝမ်းတာအရလက်ခံကြတယ်တချို့ဆိုသူ့ကိုပြုံးပြပြီးကျေးဇူးတင်စကားတောင်ဆိုကြသေးတယ်ရက်တွေကြာလာတာနဲ့အမျှအောင်းဝန်းစရာကောင်းတဲ့အပြောင်းလဲတစ်ခုဖြစ်လာတယ်သူ့ကိုပတ်စံပေးတဲ့လူပိုများလာသလိုပေးတဲ့ပမာဏလည်းများလာတယ်။ဒါပေမဲ့သူတတိထားမိတာတခုကသူ့လက်ထဲမှာပန်းရှိနေသူ၍လူတွေကရရက်ရောပေးကြပေမဲ့ပန်းကုံသွားလို့ပေးစရာမရှိတော့ရင်ပတ်စံတွေလည်းယော့သွားတတ်တယ်။ဒါကအမှန်တရားပဲ။လူတွေကသူတို့တစ်ခုခုပြန်ရတာကိုနှစ်သက်ကြတယ်လို့သူနားလည်သွားခဲ့တယ်။ဒီနေ့မှာတော့ဟိုစီးပွားရေးသမားယထာပေါ်ထိုင်နေတာသူလှမ်းမြင်လိုက်တယ်။သူဝမ်းသာအားရပြေးသွားပြီးပြောလိုက်တယ်ဆရာဒီနေ့တော့ကျွန်တော်မှဆရာကိုပေးစရာရှိပါပြီဆရာကျွန်တော်ကိုပတ်စံပေးရင်ဆရာကိုပန်းတွေပြန်ပေးပါမယ်စီးပွားရေးသမားကပြုံးပြီးပတ်စံထုတ်ပေးသလိုပန်းတွေကိုလည်းလှမ်းယူလိုက်တယ်ပြီးတော့ပြောတယ်အခုတော့ခမားအပေးယူသဘောတရားကိုတကယ်နားလည်သွားပြီပဲဒီနေ့ခမားဟာတထောင်းစားမဟုတ်တော့ဘူးစီးပွားရေးသမားတယောက်ဖြစ်သွားပြီလို့ပြောလိုက်တယ်ယထာထွက်သွားတော့တထောင်းစားဟာစီးပွားရေးသမားကိုငေးကြည့်ရင်ကြံ့ရစ်ခဲ့တယ်
အဲ့ဒီစကားကသူ့စိတ်ကိုတော်တော်လေးလှုပ်ခတ်သွားစေခဲ့တယ်ငါကစီးပွားရေးသမားဖြစ်သွားပြီလားသူတေချာစဉ်းစားကြည့်တော့မှအမှန်တရားကိုသဘောပေါက်သွားတယ်ဟုတ်တာပဲငါကအခုတဒေါင်းစားမဟုတ်တော့ဘူးကုန်တယ်တယောက်ဖြစ်နေပြီလူတွေကတနာလို့ပတ်စံပေးတာမဟုတ်တော့ဘူးငါပေးတဲ့ပန်းကိုလုံချင်လို့ပတ်စံပေးကြတာဆိုလိုတာကငါမှကိုယ်ပိုင်စီးပွားရေးတစ်ခုရှိနေပြီပဲအဲ့ဒီနေ့မှာပဲသူဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်တယ်ဘူဒါယုံကနေထွက်ခွာသွားပြီးဘယ်တော့မှတဒေါင်းစားအဖြစ်ပြန်မလာတော့ဘူးလို့သူ့ကိုယ်သူဂတိပေးလိုက်တယ်6 လလောက်ကြာပြီးနောက်အဲ့ဒီဘူဒါယုံမှာပဲတရက်စွာဝတ်စားထားတဲ့လူနှစ်ယောက်စုံနေကြတယ်လက်ဆွဲနှုတ်ဆက်ရင်တယောက်ကမေးလိုက်တယ်ကျွန်တော်ခမ ्या မသိတယ်လို့ပဲနော်ကျန်တဲ့တယောက်ကပြုံးပြီးပြန်ဖြေတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေရာမှာတင်2 ကြိမ်တောင်ဆုံခဲ့ဖူးပါတယ်ပထမလူကမျက်မှောင်ကျုပ်ပြီးစဉ်းစားနေတော့ရုတ်တရက်အောင့်ဝသွားတယ်ဟာခမ ्या ဟိုအရင်တုန်းကတဒေါင်းစားလေးမလားကျွန်တော်ပတ်စံမပေးပဲညင်းခဲ့တဲ့သူပြီးတော့နောက်တစ်ခါကျတော့ခမ ्या စီကပန်းဝယ်ခဲ့ဖူးတာပဲတဒေါင်းစားဟောင်းကရင်မောပြီးပြောတယ်ဟုတ်ပါတယ်အဲ့ဒါကျွန်တော်ပါပဲဒါပေမဲ့ဒီနေ့တော့ကျွန်တော်တဒေါင်းစားမဟုတ်တော့ပါဘူးပန်းစီးပွားရေးလုပ်ငန်းတစ်ခုကိုအောင်မြင်စွာလုပ်ကိုင်နေပါပြီအခုလည်းလုပ်ငန်းတိုးချဲ့ဖို့ခရီးထွက်လာတာပါစီးပွားရေးသမားကအောင်အတကြီးနဲ့မယုံနိုင်စရာပဲဗျာခမ ्या ဘလို့များပြောင်းလဲသွားတာလဲလို့မေးလိုက်တယ်ပန်းတယ်ကပြုံးပြီးအဖြေပေးတယ်ဆရာပဲကျွန်တော်ကိုဘဝရဲ့အကြီးမားဆုံးတော့သင်ခန်းစာပေးခဲ့တာလေတခုခုပြီးမှသာပြန်ရနိုင်မယ်ဆိုတာပေါ့အဲ့ဒီနေ့ကစပြီးကျွန်တော်ဟာကိုတဒေါင်းစားလို့မမြင်တော့ပဲစီးပွားရေးသမားတစ်ယောက်လို့ခံယူလိုက်တယ်အဲ့ဒီတွေးတစ်ခုတည်းကပဲကျွန်တော်ဘဝကိုပြောင်းလဲပေးခဲ့တာပါလို့ပြန်ပြောလိုက်တယ်ဘဝဆိုတာကိုဘလို့မြင်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးပုံဖော်ဖန်တီးကြရတာပါကိုတင်ငယ်သူလို့ထင်နေရင်တင်ငယ်နေမှာပါပဲဒါပေမဲ့တင့်မှရှိရဲ့အတွင်းစိတ်စွမ်းအားကိုမြင်တတ်ရင်တော့ကြီးမြတ်မှုတွေကိုပိုင်ဆိုင်နိုင်မှာပါဒါကြောင့်ကိုပေါင်မခတ်လိုက်ပါနဲ့တင့်ကိုတင်စွမ်းဆောင်နိုင်သူတမ္မာသူအောင်မြင်သူအဖြစ်ရှုမြင်ပါတင့်ရဲ့အတွေးတွေပြောင်းလဲသွားရင်တင့်ရဲ့အနာဂတ်လည်းလိုက်ပါပြောင်းလဲသွားပါလိမ့်မယ်ဒီပုံပြင်လေးကိုနှစ်သက်တယ်ဆိုရင်လိုက်ပြီးခဲ့ဖို့မမေ့ပါနဲ့နော်တကယ်ချင်းတွေကိုလည်းစိတ်ခွန်အားရအောင်ဒီဗီဒီယိုလေးကို share ပေးလိုက်ပါဦးဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်